ဆက်သွယ်ပြောဆိုနိုင်စွမ်းဆိုတာကအလုံးမာရောကိုယ်ပိုင်ဘဝမှာပါအောင်မြင်ဖို့အတွက်တကယ်ကိုအဓိကကျတဲ့တော့ချက်တစ်ခုပါဒါပေမဲ့ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်လာဖို့ဒီစွမ်းရည်ကိုဘယ်လိုကျွမ်းကျင်ပိုင်နိုင်အောင်လုပ်ကြမလဲကဲဒီအကြောင်းအရာတွေကိုအတူတူဝင်ကြည့်ရအောင်လူအများကြီးရှေ့မှာစကားထွက်ပြောရမယ်လို့စဉ်းစားလိုက်ယုံနဲ့ယင်းနေတုံပြီးစိတ်ထဲမှာစိုးရိမ်တော့ကတွေဖြစ်လာဘူးလားဒါကလူတော်တော်များများကြုံဘူးကြတဲ့အခက်အခဲတစ်ခုပဲစိတ်မပူပါနဲ့ဒီလိုခံစားရတာခမားတစ်ယောက်တည်းမဟုတ်ပါဘူးတကယ်တော့စစ်တမ်းတွေအရဆိုရင်လူ၄ယောက်မှာတစ်ယောက်ကလူရှိထွက်စကားပြောရမှာကိုကြောက်ကြတယ်စိုးရိမ်ကြတယ်ဆိုတော့ဒီကြောက်စိတ်ကိုသာကြော်လွှားနိုင်ခဲ့ရင်လူအများစုထက်ရှေ့တလှမ်းရောက်သွားပြီလို့ပြောလို့ရတယ်ဗျဒီစိုးရိမ်စိတ်ကိုကြော်လွှားဖို့ဆိုရင်စကားပြောလေးချက်နာကနေစရမယ်လို့ခမားထင်လားတကယ်အဖြေကလုံးဝထင်မှတ်မထားတဲ့နေရာမှာရှိနေပါတယ်အဲ့ဒါကတော့နားထောင်ခြင်းနဲ့စရမှာပါဘာကြောင့်လဲဆိုတာကြည့်လိုက်ရအောင်ဒီနေရာမှာအဓိကကျတဲ့သဘောတရားကတော့ active listening ပါပဲဒါဟာကိုဘယ်လိုပြန်ပြောရမလဲလို့စကားထောက်နေတာမျိုးမဟုတ်ပါဘူးတစ်ဖက်လူရဲ့စကားကိုတကယ်ကိုအာယုံစိုက်ပြီးသူတို့ဘာကိုဆိုလိုချင်တာလဲဆိုတာကိုနားလည်အောင်စူးစမ်းတဲ့အလေးအကျင့်တစ်ခုပါ active listener တယောက်နဲ့တာမန်စကားပြောသူတယောက်ရဲ့စိတ်ထဲမှာဘာတွေဖြစ်နေလဲဆိုတာကိုဒီမှာကြည့်ပါတယောက်ကနားလည်ဖို့ကိုအဓိကထားနေချိန်မှာနောက်တစ်ယောက်ကတော့ငါဘာပြန်ပြောရမလဲဆိုတာကိုပဲစဉ်းစားနေတာအဲ့ဒီစိတ်နေစိတ်ထားကွာခြားချက်လေးကပဲရလက်တွေကိုကောင်းငင်တဲ့မြေကြီးလိုကွာသွားစေတာပေါ့ဗျာဒီနီလန်း၈ခုတည်းကအဓိကကျတဲ့အချက်တချို့ကိုကြည့်အောင်ဥပမာတစ်ဖက်လူပြောတာကိုကိုယ်စကားနဲ့ပြန်ပြီးအကျဉ်းချုပ်ပြောပြတာမျိုးကကိုတကယ်နားလေချောင်းပြသရာရောက်တယ်လို့ဘာကြောင့်လဲဘလို့မျိုးလဲဆိုတဲ့မေးခွန်းတွေမေးတာကသူတို့ကိုပို့ပြီးဖွင့်ဟပြောဆိုလာအောင်အားပေးရာရောက်တယ်ဗျကောင်းပြီနားထောင်ခြင်းဆိုတဲ့စိတ်ပိုင်းဆိုင်ရာအခြေခံကနေစကားပြောခြင်းရုပ်ပိုင်းဆိုင်ရာအပိုင်းကိုကျွန်တော်တို့ပြောင်းကြည့်မယ်ကိုယ့်ရဲ့အတန်ကတူရိယာတစ်ခုလိုပဲကောင်းကောင်းတီးခတ်နိုင်ဖို့ဆိုရင်အရင်ဆုံးကျူးနပ်လုပ်ဖို့လိုတယ်ခိုင်မာပြီးအားကောင်းတဲ့အတန်ထွက်ဖို့အတွက်အသက်ရှူမှန်ကန်ဖို့ကအခြေခံအကျဆုံးပဲဒီလေ့ကျင့်ခန်းကရိုးရှင်းနေဆိုပေမဲ့ one bite ကနေအသက်ရှူခြင်းအားဖြင့်အတန်ကိုပိုအားကောင်းပြီးတော့တည်ငြိမ်စေပါတယ်အားကစားမလုပ်ခင်သွေးပူလေ့ကျင့်ခန်းလုပ်တယ်လို့ပဲစကားအကြာကြီးမပြောခင်အတန်ကိုသွေးပူအောင်လုပ်တာကအတန်ကြိုးတွေကိုထိခိုက်မှုကနေကာကွယ်ပေးတယ်ဗျညီးတန်လေးတွေလုပ်တာနှကန်းကိုတုံခါအောင်လုပ်တာမျိုးရိုးရှင်းတဲ့လေ့ကျင့်ခန်းတွေကအများကြီးအထောက်အကူပြုလိမ့်မယ်ဒါကတော့အတန်ပညာရှင်တွေရဲ့လှုပ်ဝက်နီလန်တစ်ခုလိုတောင်ပြောလို့ရတယ်သွားကြတဲ့မှာဘောပင်တစ်ချောင်းညှက်ပြီးတော့စာဖတ်ကြည့်အစာပိုင်းမှာတော့ခက်နေပေမဲ့ဒါကပါဇက်ကြွက်သားတွေကိုအားကောင်းစေတယ်ပြီးတော့ဘောပင်ကိုဖယ်ပြီးပြန်ဖတ်ကြည့်လိုက်တဲ့အခါမှာကိုယ့်ရဲ့စကားလုံးတွေကအရင်ကထက်ပိုပြီးတော့အများကြီးကြည်လင်ပြတ်သားလာတာကိုတွေ့ရပြီးတော့အံ့ဩသွားလိမ့်မယ်ပရိသတ်ကိုအိမ်ငိုက်စေချင်တာလားဒါမှမဟုတ်နားဆွင့်နေစေချင်တာလားအဖြေကအတန်နေအတန်ဓာတ်ပြောင်းလဲမှုမှာရှိပါတယ်အတန်တန်တဲနဲ့ monotones နဲ့ပြောနေတာကပရိသတ်ကိုအလွယ်တကူငြင်းငွေ့စေတယ်ဗျအတန်အတိုးအကျဲအနှေးအမြန်အနေအမြင့်ကိုပြောင်းလဲပြီးအသုံးပြုမှသာပရိသတ်ရဲ့အာယုံကိုအပြည့်အဝဖန်ဆားနိုင်မှာပါကဲကိုယ့်ရဲ့အတန်တူရိယာကိုတော့ကောင်းကောင်းကျူးနှပ်လုပ်ပြီးသွားပြီအခုအဲ့ဒီတူရိယာကိုယုံကြည်မှုရှိရှိနဲ့ကျွမ်းကျွမ်းကျင်ကျင်ဘယ်လိုသုံးမလဲဆိုတာကိုကြည့်အောင်လေ့ကျင့်တဲ့အခါတယောက်တည်းလေ့ကျင့်မလားအဖွဲ့နဲ့လေ့ကျင့်မလားတယောက်တည်းလေ့ကျင့်တာကလွတ်လပ်ပေမဲ့ကိုယ်အမားကိုကိုမြင်ဖို့ခက်တယ်အဖွဲ့နဲ့လေ့ကျင့်တာကတော့တကယ်လက်တွေ့အတွေ့အကြုံကိုပိုရစေတယ်ဒီတော့အကောင်းဆုံးနီလန်းကတော့အစပိုင်းမှာတယောက်တည်းပြင်ဆင်ပြီးနောက်ပိုင်းမှာယုံကြည်ရတဲ့သူတွေရှေ့မှာစမ်းပြောကြည့်ဖို့ပဲစကားတစ်လုံးမှစမပြောခင်မှာတော့ကိုယ့်ရဲ့ခန္ဓာကိုယ်ကပရိသတ်ကိုအများကြီးပြောပြနေနှင်ပြီးသားပဲမမတ်ရက်ပါပရိသတ်ကိုမျက်လုံးချင်းဝေ့ကြည့်ပြီးတော့ပြုံးပြပါဒီလိုရိုးရှင်းတဲ့အပြုတ်အမူလေးတွေကပဲယုံကြည်မှုရှိပြီးပွင့်လင်းတဲ့လူတစ်ယောက်ဖြစ်ကြောင်းပရိသတ်ကိုချက်ချင်းအသိပေးလိုက်တာနဲ့အတူတူပါပဲဗျစိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုကလည်းအရန်အရေးကြီးပါတယ်စင်မော်မတက်ခင်စက္ကန့်ပိုင်းလောက်မှာကိုကအောင်မြင်စွာဟောပြောနေတဲ့ပုံစံကိုစိတ်ထဲမှာအသေးစိတ်မြင်အောင်ကြည့်လိုက်ပါဒီလိုစိတ်ကူးပုံဖော်တာကစိုးရိမ်စိတ်ကိုရှော့ချပေးပြီးကိုယုံကြည်မှုကိုအများကြီးတိုးပွားစေပါတယ်ကောင်းပြီအခုပြောခဲ့တဲ့အရေးအချင်းတွေအားလုံးကိုပေါင်းစပ်လိုက်ပြီးဆိုရင်ဘာဖြစ်လာမလဲတာမန်ပြောဆိုသူတယောက်ကနေဩဇာရှိတဲ့ခေါင်းဆောင်တယောက်အဖြစ်ဘလို့အသွင်ပြောင်းသွားမလဲဆိုတာကိုကြည့်လိုက်ရအောင်အာဆာနာရဲ့ပူးတွဲတီထောင်သူ Justin Rosenstein ပြောခဲ့တဲ့စကားတစ်ခွန်းကတိတ်ထိမိတယ်ဗျသူပြောတာကတခါတလေကိုပြဿနာကိုသူများကပြန်ပြောပြတာကိုနားထောင်လိုက်ရုံနဲ့အဖြေကိုကိုဘာသာကိုသိသွားတတ်တယ်တဲ့ဒါက active listening ကခေါင်းဆောင်မှုအတွက်ဘယ်လောက်တောင်အစွမ်းထက်တဲ့ကရိယာလဲဆိုတာကိုရှင်းရှင်းလင်းလင်းပြလိုက်တာပါပဲဟောပြောပွဲတစ်ခုအတွက်ပြင်ဆင်တယ်ဆိုတာပြိတ္တအတွက်ပဲမဟုတ်ပါဘူးကိုယ့်အတွက်လည်းဖြစ်ပါတယ်ဒီလိုပြင်ဆင်တဲ့လုပ်ငန်းစဉ်ကခေါင်းဆောင်တယောက်ရဲ့ရှုပ်ထွေးတဲ့အတွေးတွေကိုစစ်ထုတ်တယ်လို့ဖြစ်ပြီးတော့ပိုပြီးရှင်းလင်းပြတ်သားသွားစေတယ်ရှုပ်ထွေးတဲ့အရာတွေကိုရိုးရှင်းတဲ့ဇလန်းတစ်ပုဒ်အဖြစ်ပြောင်းလဲပြောပြနိုင်တာဟာခေါင်းဆောင်ကောင်းတွေရဲ့အမှတ်အသားတစ်ခုပဲဗျ
ဒီတော့အချုပ်ပြောရရင်ဆက်သွယ်ပြောဆိုရေးစွမ်းရည်ကိုကျွမ်းကျင်ပိုင်နိုင်တယ်ဆိုတာကဩဇာလွှမ်းမိုးနိုင်စွမ်းယုံကြည်မှုကိုတည်ဆောက်နိုင်စွမ်းစာနာနားလည်ပေးနိုင်စွမ်းနဲ့ရှင်းလင်းပြတ်သားမှုလိုမျိုးအဓိကကျတဲ့ခေါင်းဆောင်မှုအရေးအသွေးတွေကိုဓာတ်ရိုက်မြင့်တင်ပေးနိုင်တယ်နောက်ဆုံးအနေနဲ့ဒီမေးခွန်းလေးကိုကိုပြန်မေးကြည့်လိုက်ပါဒီနေ့လေ့လာခဲ့တဲ့အရေးအချင်းတွေသာတကယ်ပိုင်နိုင်သွားမယ်ဆိုရင်ဘလို့စကားပြောဆိုမှုမျိုးကကိုယ့်ရဲ့ဘဝကိုယ့်ရဲ့အလုပ်ကိုအကြီးအကျယ်ပြောင်းလဲသွားစေနိုင်မလဲအခုပြောခဲ့တဲ့အကြောင်းအရာကို comment ရေးပေးခဲ့လို့ရပါတယ်ပြီးတော့ဒီ channel လေးကိုလည်း subscribe လုပ်ပြီးတော့ notification bell လေးနှိပ်ပေးထားပါကျေးဇူးတင်ပါတယ်